အသက်12နှစ်အရွယ်မင်းကလေးငယ်လေးဟာအမေတယောက်ဖြစ်လာခဲ့တယ်။တနည်းကွန်ကလေးကိုပွေ့ချီထားရတာကြောင့်အိမ်နီးနားချင်းတွေကသူ့ကိုကလေးအမေလို့ခေါ်ကြပြီမယ်။တကယ်တော့ဒီကလေးဟာသူ့ရဲ့ရင်မလေးလေးဆိုတာဘယ်သူမှမသိခဲ့ကြပါဘူး။သူမဟာအသက်12နှစ်ကလေးကအမေတယောက်လိုတာဝန်ယူခဲ့ရတာပါ။အဲ့ဒီနေ့မှာဖခင်ဖြစ်သူဟာပြင်းထန်တဲ့ယောဂနဲ့ကွယ်လွန်ခါနီးမှာရှောင်းဖန်းရဲ့လက်ကိုဆွဲပြီးအမေနဲ့ညီမလေးကိုကောင်းကောင်းစောင့်ရှောက်ပါလို့မှာကြားခဲ့တယ်။ရှောင်းဖန်းလည်းမျက်ရည်တွေနဲ့ခေါင်းငိမ့်ကတိပေးခဲ့ပြီးမယ်။ဖခင်ရဲ့ရက်လက်တောင်မပြည့်သေးခင်မှာပဲမိခင်ဖြစ်သူဟာသူ့ရဲ့ရုပ်မှန်ကိုထုတ်ပြလာပါတော့တယ်။သူမဟာအခက်အသွဲကြောင့်ထွက်သွားလာမဟုတ်ပဲအပြင်ကလူတစ်ယောက်နဲ့အစောကြီးကလေးကပတ်သက်နေခဲ့တာပါ။အဲ့ဒီလူကချမ်းသာပြီးသူမကိုလက်ချက်ဖို့သဘောတူခဲ့ပြီးမယ်တခုတည်းသောစီကန်းကတော့ကလေးတွေခေါ်မလာရဘူးဆိုတာပါပဲမိခင်ဖြစ်သူဟာစကားတကုန်းတော်တေချာမမခဲ့ပဲနှုတ်ဆုအရွယ်ညီမလေးကိုရှောင်းဖန်းရဲ့ချင်းခွင်နဲ့ပေးထည့်ခဲ့တယ်ပြီးတော့အင်ကငွေနဲ့ရိတ်ခါဒီအကုန်ယူပြီးလှဲ့မကြည့်ပဲထွက်သွားပါတော့တယ်အခက်ခဲလေးထက်သမီးအရင်နှစ်ယောက်ကိုရရက်ဆက်ဆက်စွန့်ပစ်သွားခဲ့တာပါအင်ကြီးတလုံးဟာလာဟင်းလင်းဖြစ်ကြံရစ်ပြီးရှောင်းဖန်းနဲ့ငိုယိုနေတဲ့ညီမလေးပဲကြံခဲ့တယ်ကံကောင်းတဲ့တစ်ခုကတော့အသက်ကြီးပြီးဖြစ်တဲ့အဖိုးနဲ့အဖွားကမြေးမလေးနေရာကိုတနာလို့ခေါ်ယူစောင့်ရှောက်ခဲ့ကြတယ်အဖိုးကခြေထောက်နာဝေဒနာခံစားနေပြီးအဖွားကလည်းတနစ်ပတ်လုံးချောင်းဆူရင်ချချစ်နေပေမဲ့ရှိသမျှခွန်အားလေးနဲ့ရှောင်းဖန်းကိုကူညီပေးခဲ့တယ်သူတို့ရှိနေတော့ရှောင်းဖန်းတော့အားကိုးရခဲ့တာပေါ့သူမဟာနေ့ဘက်မှာလူကြီးတွေကိုကူပြီးလဲတဲ့စင်းအဝတ်လျှော်သမင်းဟင်းချက်ပေးပြီးညဘက်မှာတော့ညီမလေးအတွက်နှုတ်ဖြော်အနီးလဲပေးရင်ပင်ပန်းစင်းရဲစွာရှင်သန်ခဲ့ရတယ်ဒါပေမဲ့အဖိုးနဲ့အဖွားရှိနေသေးပြီးအိမ်ဆိုတဲ့နွဲထွေးမှုရှိသေးတယ်လို့သူမခံစားခဲ့တယ်ဒါပေမဲ့ကံကြမ္မာကသူမကိုအလွတ်မပေးခင်ပြန်ဘူးညီမလေး3နှစ်အရွယ်မှာအဖိုးနဲ့အဖွားဟာမြေးမလေးအတွက်နှုတ်မုံသွားဝယ်ရင်လမ်းမှာနွားလဲတောင်အောက်ကိုလိမ့်သွားခဲ့တယ်ရွာသားတွေရောက်သွားတဲ့အချိန်မှာအဖိုးအဖွားနှစ်ယောက်လုံးအသက်မရှိတော့ဘူးဘာစကားမှတော့ပြောခွင့်မရလိုက်ရှာဘူးအချိန်တိုလေးအတွင်းမှာအဖေဆုံးအမေပြီးအဖိုးအဖွားတွေမှာဆုံးသွားခဲ့ရတယ်အသက်12နှစ်အရွယ်ရှောင်းဖန်းရဲ့ဘေးမှာညီမလေး3နှစ်အရွယ်ပျက်စီးယိုယွင်းနေတဲ့အိမ်အိုလေးရဲ့စံတဝက်လောက်ပဲကျန်တဲ့ဆန်အိတ်ရယ်ပဲရှိပါတော့တယ်ရွာသားတွေကညီမလေးကိုတခြားလူပေးလိုက်ဖို့ဝိုင်းဖြန့်ဖြေတယ်နင်းဘာသာညံတော့ကျွေးနိုင်လားမဟုတ်ဘူးဘာလို့တလောက်ဝန်တိုးပေါ်ထားတာလဲလို့ပြောကြတယ်ဒါပေမဲ့ရှောင်းဖန်းကခေါင်းခါပြီးညီမလေးကိုပွက်ဖက်ရင်ဒါကျမရဲ့ရင်မလေးပါကျမဘယ်မှာရှိသူ့ကျမနဲ့အတူရှိနေရမယ်လို့ပြောခဲ့တယ်အဲ့ဒီနေ့ကစပြီးသူမဟာတခြားတွေးပြီးအကုန်ပြတ်ပြီးညီမလေးကိုလူလားမြောင်းနိုင်ဖို့ပဲအာရုံစိုက်ခဲ့တယ်ရွာထဲမှာနွားကြောင်ထင်းခွေကောက်ဆိုင်ပင်ပန်းသမျှအလုပ်အကုန်လုပ်တယ်သူကအလုပ်ကိုသူများတွေထက်2ဆ3ဆပိုလုပ်တယ်ညဘက်အိမ်ပြန်ရောက်တော့ညီမလေးကထမင်းချက်ပေးအဝတ်လျှော်ပေးရတယ်ညီမလေးအိမ်သွားပြီဆိုမှသူများတွေလွှင့်ပစ်ထားတဲ့စာအုပ်ဟောင်းတွေကိုမီးရအောင်မှဖက်ပြီးစတင်တယ်စာမတက်ရင်ဒီတောင်ပေါ်ကဘယ်တော့မှရွန်းထွန်နိုင်မှာမဟုတ်လို့သူသိနေလို့ပါညီမလေးမူလာတန်းတက်ရမယ်နှစ်မှာရှောင်းဖန်းကအသက်16နှစ်ရှိပြီသူမဟာအင်ကလေခွက်တွေကိုအိမ်နီးနားချင်းတွေကိုအပ်ပြီးညီမလေးကိုခေါ်ပြီးမြို့ပေါ်ကိုအလုပ်တက်သွားလုပ်ခဲ့တယ်စားတောက်ဆိုင်မှာပကန်းစေးအထဲကျုပ်စေုံမှာအင်ဂျီကျုပ်ဟိုတယ်မှာတန့်ရှင်းယူလုပ်တနေ့ကိုအလုပ်3မျိုးလုပ်ခဲ့တယ်ကိုချွေတာပြီးရသမျှပတ်စံကိုညီမလေးအသက်ပဲတုံးခဲ့တယ်ညီမလေးကလည်းလိန်မာပြီးစာချိုးစားတာကြောင့်ရှောင်းဖန်းကိုစိတ်မပူစေခဲ့ဘူးစာမေးပွဲတိုင်းမှာအမြဲတမ်းပထမရတယ်တချို့ကရှောင်းဖန်းကိုအိမ်တော်ဖက်မိတ်ဆက်ပေးကြတယ်အချိန်လေးကောင်းကြပြီမယ်ညီမလေးကိုခေါ်ထားရမယ်ကြောင်းထားပေးရမယ်ဆိုတာသိတာနဲ့အကုန်လုံးနောက်ဆုတ်သွားကြတယ်ဒါပေမဲ့ရှောင်းဖန်းစိတ်မပြတ်ခဲ့ဘူးကျမတစ်သက်လုံးအိမ်တော်မပြုတ်လဲထက်တယ်ကျမညီမလေးပဲလူလားမြောက်ကြီးရပြီလို့ပြောခဲ့တယ်တစ်နှစ်ထက်တစ်နှစ်ပိုခက်ခဲလာပြီမယ်တစ်ဖက်မှာလည်းအခြေအနေတွေပိုကောင်းလာခဲ့တယ်ညီမလေးခရိုင်အဆင့်ဦးစားပေးအလဲတန်းကျောင်းကိုအောင်မြင်တော့ရှောင်းဖန်းကခရိုင်မြတ်ဘော်ကိုလိုက်ပြီးလာစာပိုကောင်းတဲ့အင်အကလူအလုပ်ကိုလုပ်ခဲ့တယ်အလုပ်ရှင်အင်ကိုခယူးဆိုင်ပေးရင်အားလက်ချီမှာညီမလေးအတွက်စားစရာနဲ့အဝတ်အစားတွေတွားပို့ပေးတယ်ညီမလေးအထက်တန်းကျောင်းရောက်တော့ရှောင်းဖန်းကစုထားတဲ့ပတ်စံလေးနဲ့ကျောင်းသားမှာဆိုင်ခန်းလေးငှားပြီးညီမလေးကိုပြုစုပေးတယ်လို့တစ်ဖက်ကလည်းမနှက်စာရောက်လမ်းဘေးဈေးတွေလုပ်တဲ့အလုပ်လေးတွေစလုပ်ခဲ့တယ်သူကရန်ကောင်းပြီးအလုပ်ကြိုးစားတယ်လို့စကားပြောလဲပွင့်လင်းယူသားကကြောက်စီးပွားရေးလေးကတဖြည်းဖြည်းလေးပတ်လာခဲ့တယ်ညီမလေးတက်ကတူဝန်တန်းမှာတခရိုင်လုံးမှာအမကောင်းဆုံးထိတ်တန်း3ယောက်စီးရင်ဝင်ပြီးနာမည်ကြီးတက်ကတူတစ်ခုကိုအောင်မြင်သွားတဲ့နေ့မှာညီမ2ယောက်ဖက်ပြီးအကြာကြီးငိုခဲ့ကြတယ်အဲ့ဒီနေ့တွေကပင်ပန်းသမျှနာကျင်သမျှမျောလင့်ချက်မဲ့သမျှတွေဟာအဲ့ဒီအချိန်မှာအရာထင်သွားခဲ့ပြီလေဒါပေမဲ့ရှောင်းဖန်းမရတတ်ခဲ့ဘူးသူစုထားတဲ့ပတ်စံတွေနဲ့ခရိုင်မြို့မှာကုန်းစုံဆိုင်လေးတစ်ဆိုင်ဖွင့်ခဲ့တယ်ရိုးသားစွာရောင်းဝယ်ဖောက်ကားတာကြောင့်စီးပွားရေးကပိုအောင်မြင်လာပြီးဆိုင်ခွဲတွေထပ်ဖွင့်နိုင်ခဲ့တယ်လို့ဝန်တန်းတွေပါခံထားနိုင်ခဲ့တယ်သူဟာသမျှတွေလက်ညှိုးထိုးခဲ့ရတဲ့ကလေးအမေမဟုတ်တော့ပဲတက်တက်ရဲတဲ့ဝစ်စင်ပြီးစကားပြောရင်ကျက်တဲ့လုပ်ငန်းရှင်အမျိုးသမီးတယောက်ဖြစ်လာခဲ့တယ်ပတ်ဝန်းကျင်ကလူတွေကသူ့ကိုလေးစားလှကြပြီးဘယ်သူမှအထင်မသေးရတော့ဘူးညီမလေးတက်ကတူဘွားရတော့မြို့ကြီးမှာအလုပ်ကောင်းကောင်းရပြီးလူချစ်လူခင်ပေါ်တဲ့လူတယောက်ဖြစ်လာခဲ့တယ်သူကရှောင်းဖန်းကိုအမေအရင်လိုပဲတိတက်ကြီးစုဆက်ခဲ့တယ်နောက်ပိုင်းမှာတော့ဟိုးအရင်ကရက်ဆက်ခဲ့တဲ့မိခင်အရင်ဟာအသက်ကြီးလာပြီးယောက်ျားရဲ့ဆွန့်ပစ်ခြင်းကိုခံရကအားကိုးရမယ်ဖြစ်ပြီးရှောင်းဖန်းစီကိုပြန်လာခဲ့တယ်သူမကိုပြုစုဆောက်ရှောက်ခိုင်းဖို့ပေါ့ရှောင်းဖန်းကသူ့ကိုတီးငိန်စွာကြည့်ပြီးအန်ဒီအဲ့ဒီတောင်ကဆွန့်ပစ်ခဲ့တာသမီး2ယောက်မဟုတ်ဘူးအန်တီရဲ့လူသားဆန်တဲ့အတီးစိတ်ကိုဆွန့်ပစ်ခဲ့တာကျမမှာအမေမရှိဘူးညီမလေးတစ်ယောက်ပဲရှိတယ်ကျမဆောက်ရှောက်ခဲ့တာကျမညီမလေးကိုပဲအန်တီကိုမဟုတ်ဘူးလို့ပြောခဲ့တယ်သူမဟာအမေဖြစ်သူကိုဒုက္ခမပေးခဲ့တယ်လို့ခွက်လဲလည်းမလွတ်ခဲ့ဘူးအဝေးကိုပဲထွက်သွားခိုင်းလိုက်တယ်သူမအန်ဂျီကီဖြတ်တန်းခဲ့ရတဲ့အမောင်ရက်ဆွဲတွေမှာဘယ်သူကမှအာမကိုခဲ့ရဘူးအခုအောင်မြင်လာတဲ့အချိန်မှာလဲမသက်ဆိုင်တဲ့လူတွေလာပြီးအရေးခိုးဖို့မလိုအပ်တော့ဘူးလေအသက်12နှစ်အရွယ်မှာအမေတယောက်လိုတာဝန်ယူရတာကနေမိဘမဲ့ဘဝနဲ့အထီးကျန်ခဲ့ရတာအဲ့ဒီကနေမှညီမလေးကိုတစ်ဖက်ကပြုစုtiêuထောင်ရင်ကိုပိုင်လုံကတ်ကိုပါတီထောင်နိုင်ခဲ့တဲ့ရှောင်းဖန်းဟာတကယ်ကိုကျူးစားပြီးရှင်သန်ခဲ့ရတာပါသူမရဲ့အောင်မြင်မှုဟာကံကောင်းလို့မဟုတ်ပဲအရှုံးမပေးတဲ့စိတ်တဲ့တာဝန်ယူလို့စိတ်နဲ့ကံကြမ္မာကိုဘယ်တော့မှဒူးမထောက်တဲ့နှလုံးသားကြောင့်ပဲဖြစ်ပါတော့တယ်ခင်ဗျာ